မျိုးသားတယောက်ဟာလမ်းသွားလမ်းလာအမျိုးသမီးတယောက်ကိုလူသူစိတ်ငြိမ်တဲ့လမ်းကြားထဲဆွဲခေါ်သွားပြီးရန်မှုစော်ကားဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကကျမမှာတစ်နှစ်အရွယ်ကလေးလေးရှိတယ်။ကျမအိမ်ပြန်မရောက်ရင်ကလေးလေးအနေနဲ့ရှိနိုင်တယ်လို့တောင်းပန်စကားဆိုလိုက်ပါတယ်။သူမရဲ့လက်ထဲမှာလည်းဆေးအိတ်ကိုတင်းတင်းဆုပ်ကင်ထားတာကိုမြင်လိုက်ရတော့မှအဲ့ဒီအမျိုးသားဟာသတိပြန်ဝင်လာပြီးသူ့ရဲ့ပြစ်မှုကျူးလွန်မဲ့လက်ကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။အမျိုးသမီးကတော့နောက်ကနေဓာတ်မြေကြီးပေါ်ပြုတ်ကျတံကိုကြားလိုက်ရပြီးနောက်လည်းမကြည့်ရဲပဲဘေးကင်းကင်းနဲ့ထွက်ခွာခွင့်ရဖို့ပဲမျှော်လင့်ရင်းရှိကိုတုံရင်နဲ့ဆက်လျှောက်သွားခဲ့ပါတယ်။သူမရဲ့တတိကအဲ့ဒီလူသက်သမားရဲ့စိတ်ကိုလှုပ်ခတ်သွားစေမှန်းသူမမသိခဲ့ပါဘူး။သူမခဏရက်လိုက်တဲ့အချိန်မှာတော့အမျိုးသားကသူ့ရဲ့အဖွဲ့အစည်းကတည်သွားရင်အသက်အန္တရာယ်ရှိတာမို့လို့ထောက်တနေရာမှာအမြန်ပုံးကွယ်လိုက်ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာအတွင်းသူ့ကိုဘယ်သူမှကျေးဇူးမတင်ဘူးလားကြောင့်ဒီမျိုးသမီးရဲ့ပေါ်သူ့စိတ်ထဲမှာတန်ရောစင်တွဲညီသွားခဲ့ပါတယ်။6 လကြာတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာပန်းချံတွေကထူးဆန်းတဲ့ပကြီးကားအချို့ကိုသတိထားမိသွားပါတယ်။ပကြီးကားတွေကလူပုံတွေမှာမျက်လုံးတွေမပါရှိပေမဲ့အဲ့ဒီလိုမပြည့်စုံတဲ့အလှတရားကသူမကိုဆွဲဆောင်သွားခဲ့ပါတယ်။ဒါနဲ့သူမကခင်မုန်းကလေးတို့နဲ့တူအဲ့ဒီနေရာမှာတပ်ပုံရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီပကြီးဆရာဟာထိုးညကအမျိုးသားဖြစ်မှန်းသူမမသိခဲ့ပါဘူး။အမျိုးသားကတော့အမှတ်မိခံရမှာစိုးလို့ခေါင်းငုံထားပေမဲ့စိတ်ထဲမှာတော့ကြည်နူးပီတိဖြစ်နေပြီးဒီအမျိုးသမီးကိုတဘဝလုံးကာကွယ်ပေးမယ်လို့ဆုံးဖြတ်ကအဲ့ဒီမိသားစုပုံတူပကြီးမှာမျက်လုံးတွေထည့်သွင်းဆွဲပေးလိုက်ပါတယ်။၄ နှစ်ကြာပြီးနောက်မှာတော့အမျိုးသမီးရဲ့ခင်မုန်းဖြစ်သူဟာအိမ်မှာပဲမထင်မှတ်ပဲတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့စုံထောက်ဒေးဗစ်ကတော့ကြည်ုံနဲ့တင်ဒါဟာတာမန်မတော်တဆမှုမဟုတ်မှန်းရေးမိလိုက်ပါတယ်။ကလပ်ထိုင်တရှိပုံရလူသက်သမားဟာရေနွေးငွေခမ်း steam room ထဲမှာတည်ဆုံသူအသက်ရှူချက်ပြီးတည်သွားတာကိုထိုင်ကြည့်နေခဲ့တာသိချပါတယ်။မူကင်းဆရာဝန်ရဲ့စစ်ဆေးချက်အရအခန်းတွဲထဲမှာအပူချိန်အလွန်မြင့်မားခဲ့တာကြောင့်တည်ဆုံသူရဲ့အရေးပြားတရှိတွေပေါက်ပြဲကုန်ပြီးခန္ဓာကိုယ်ထဲမှာလည်းငါးပူတဲ့အစိတ် pufferfish toxin တွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအစိတ်ကလူကိုသတိလစ်သွားစေနိုင်ပြီးထူးဆန်းတာကအစိတ်ထိုးထားတဲ့ဒဏ်ရာကခြေချင်းဝင်မှာဖြစ်နေတာပါ။စုံထောက်အမလီကတည်ဆုံသူအလုပ်လုပ်ခဲ့တဲ့ဥပဒေရုံးစီတွားရောက်စုံစမ်းတဲ့အခါအမျိုးသမီးအတွင်းရေးမှူးကသူတို့ဇနီးမောင်နှံရဲ့အိမ်တော်ရေးကအဆင်မပြေပဲခင်မုန်းဖြစ်သူကဇနီးကိုအလွန်ကြောက်ရတာလို့ပြောပြပါတယ်။အဲ့ဒီနောက်အမလီကတည်ဆုံသူရဲ့အိမ်ကိုတွားတဲ့အခါဇနီးဖြစ်သူဆာရာရဲ့ခင်မုန်းတည်ဆုံမှုအပေါ်အေးဆက်ဆက်တုံ့ပြန်ပုံကအတွင်းရေးမှူးပြောစကားကိုပိုခိုင်းပါစေပါတယ်။ဆာရာဟာခင်မုန်းဖြစ်သူအိမ်ကထွက်တိုင်းတကားကိုတော့ခတ်သွားတတ်မှန်းတော့မသိပါဘူး။သူတို့ဟာအိမ်နဲ့ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအရဆာရာဟာမင်္ဂလာမဆောင်ခင်ကတည်းကကိုဝင်ရခဲ့ပေမဲ့ခင်မုန်းဖြစ်သူရဲ့အမေကသူတို့လက်ထက်တာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပူပါတယ်။ဒါပေမဲ့နောက်နှစ်ပတ်ကြာမှာပဲအဲ့ဒီအဖွားအိုဟာလမ်းပေါ်မှာအုတ်ခဲနဲ့ထုထက်ချင်းခံခဲ့ရပါတယ်။သူတို့လက်ထက်ပြီးတိတ်မကြခင်မှာပဲတမိဖြစ်သူကမူဂျိုနီယာတီစခန်းချပွဲမှာရင်းနှီးတည်ဆုံသွားခဲ့ပြီးတာဝန်ယူမှုမရှိပဲရှောင်ပြေးခဲ့တဲ့ကျောင်းအုပ်ကြီးဟာလည်းမြစ်ထဲကိုပစ်ချခြင်းခံခဲ့ရပါတယ်။ဒီအမှုနှစ်ခုလုံးကယနေ့အထိတရားခံမမိသေးတဲ့အမှုတွေဖြစ်ကြံရှာနေပါတယ်။စုံထောက်ဒေးဗစ်ကတော့ထူးခြားတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်။ဒါကတော့ဆာရာမုန်းတီးတဲ့သူမှန်သမျှဟာအခုလက်တလောတည်ဆုံသွားတဲ့ခင်မုန်းဖြစ်သူအပါအဝင်အားလုံးစမ်းကြယ်စွာလုတ်ကြံတက်ဖြတ်ခံနေရတာပဲဖြစ်ပါတော့တယ်။